ရှောလူကအရာရှိကြီးများနဲ့စစ်ဗိုလ်ချုပ်များစွာဝန်ရံထားပြီးမြဲသူ့ရဲ့သားယောနေတန်လူမျိုးတော့မဟုတ်ကြပါဘူးယောနေတန်ကအီတရီလာလူမျိုးတို့စစ်တပ်ကိုဦးဆောင်ပြီးဖီလီတီလူတို့ကိုအောင်ဖွဲခံခဲ့တဲ့ရဲရဲနဲ့စစ်တပ်တအုပ်ပဲဖြစ်ပါတယ်ရှောင်းမွေလာအခန်းကြီး1အပိုင်း14မှာတိုက်ပွဲကိုရင်ဆိုင်နေတော့ယောနေတန်ကကြောက်ရွံ့တုန်လှုပ်နေတဲ့စစ်တပ်တအုပ်ကိုမှတ်သားဖွယ်စကားတခွန်းပြောခဲ့ပါတယ်လူများ၍ဖြစ်စေလူနည်း၍ဖြစ်စေထာဝရဘုရားကကယ်တင်ခြင်းကိုမြည်သည့်အရာများမတားဆီးနိုင်ပါထိုစကားကယဉ်နှင်းနေတယ်လို့မခံစားရဘူးလားအီလာဂျိုင်ဝမ်မှာဂေါလိယကြီးကိုဒါဝိအော်ဟစ်ခဲ့တဲ့စကားနဲ့ဆင်တူပါတယ်ကယ်တင်ခြင်းအမှုသည်ထာဝရဘုရား၏အမှုဖြစ်သည်ဟု၍ဤစီဝေသောသူတို့အပေါင်းတို့သည်သိကြရလိမ့်မည်ဒါလှန်အားဖြင့်ကယ်တော်မူမည်မဟုတ်ဒါဝိနဲ့ယောနေတန်နှစ်ဦးလုံးကဖျားသခင်မှလွဲပြီးကြောက်စရာဘာမှမရှိဘူးဆိုတဲ့တူညီတဲ့အမှတ်တရားကိုသိကြပါတယ်။အောင်ပွဲကစစ်တဲ့အရွယ်စားဒါမှမဟုတ်လက်နက်ရဲ့အစွမ်းတတိမှမဟုတ်ပဲဖျားသခင်တပါးတည်းကိုသာယုံကြည်ခြင်းမှလာကြောင်းကိုသူတို့နားလည်ကြပါတယ်။အဲဒါကြောင့်သူတို့ရဲ့တန်ရောစင်ကအယမ်းခိုင်မာပါတယ်။ယောနေတန်ကဒါဝိနဲ့တညီတညွတ်တဲ့ဖြစ်လာပြီးသူတို့ကိုချစ်တယ်လို့ချစ်ကြတယ်ဆိုတာကိုတမန်ကျမ်းစာကမှတ်တမ်းတင်ထားပါတယ်။သူတို့ကလေးနဲ့တဲ့ချစ်ကြည်ရေးကိုဖွဲ့စည်းခဲ့ကြပါတယ်။ယောနေတန်ကဒါဝိကိုသူ့ရဲ့ဝိလုံးအင်ကြီးဓာလေခပတ်တို့ကိုပေးခဲ့ပါတယ်။တရားကိုတရားယုံကြည်မှုကိုအတိမတ်ပြုကြပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်လုံးကတပါးတည်းသောဖျားသခင်ကိုချစ်ကြပြီးသူတို့ကမိမိရဲ့အသက်တာလိုမျိုးတရားကိုတရားချစ်နိုင်ခဲ့ကြပါတယ်။ယောနေတန်ကဒါဝိကိုအကြိမ်ကြိမ်ကူညီခဲ့ပါတယ်။ခေါ်လေးရဲ့နှိမ့်နှိမ့်ပြီးတဲ့နောက်မှာဒါဝိကအလွန်ကြောက်ကြခဲ့ပါတယ်။ရှောလူသည်ထောင်ထဲချီ၍တက်လေပြီးဒါဝိသည်တောင်းထဲချီ၍တက်လေပြီးလို့လူတို့ကသချင်းဆိုကြပါတယ်။ရှောလူကထိုစကားကိုကြားတဲ့အခါမှာဒေါသစိတ်နဲ့ဒါဝိကိုမုန်းတီးပါတယ်။ရှောလူကဒေါသမီတော့ထွက်တိုင်းယောနေတန်ကသူ့ရဲ့ဖခင်ကိုဒါဝိကတင့်ကိုမပြစ်မှားခဲ့ပါဘူး။သူကတင့်ကိုကူညီဖို့အတွက်ကောင်းမွန်တဲ့အရာကိုပြုလုပ်ခဲ့တာပါလို့နှစ်သိမ့်ပေးပါတယ်။ရှောလူကခဏတာလောက်ငြိမ်သက်သွားမိပဲမကြမိပါပဲဒါဝိကိုထပ်ပြီးတပ်ဖို့စူးစမ်းခဲ့ပါတယ်။ယောနေတန်ကဒါဝိကိုအကြိမ်ကြိမ်တတိပေးပြီးဘေးလို့ရာကိုလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။ရှောလူနဲ့ယောနေတန်တို့ကွဲလွန်ပြီးနှစ်များကြာပြီးတဲ့နောက်မှာဒါဝိကနန်းတက်ပြီးတဲ့နောက်သူ့ရဲ့မိတ်ဆွေတွေကိုတတိရခဲ့ပါတယ်။ယောနေတန်ကိုဂုဏ်ပြုဖို့အတွက်ယောနေတန်ရဲ့သားမြေးတွေကိုကျင်နာမှုပြခဲ့ပါတယ်။ယောနေတန်ရဲ့သားမေဖီဖောရှက်ကိုလည်းသူ့ရဲ့အသက်နဲ့ရင်းပြီးကောက်ွယ်ဆောက်ရှောက်ပြီးတော့ညီနဲ့အိမ်ကိုပေးကဘရင်စားပွဲမှာပဲအမြဲစားဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ဒါဝိနဲ့ယောနေတန်တို့ကတမန်ကျမ်းစာမှာအလှပဆုံးသောခင်မင်းရင်းနှီးမှုကိုဖော်ပြခြင်းခံရပါတယ်။သူတို့ရဲ့တန်ရောစင်ကစိတ်ဝင်စားဖို့ကောင်းတာပဲမဟုတ်ပဲယုံကြည်ခြင်းရဲ့တန်ရဲ့ခြင်းများအကြောင်းပဲဖြစ်ပါတယ်။သူတို့ကကဘာကြီးကိုမကြောက်ရွံ့ပဲဖျားသခင်ကိုသာကြောက်ရွံ့ပြီးအဆုံးတိုင်အောင်အရှင်းကိုယုံကြည်ပြီးတော့နေထိုင်ခဲ့ကြပါတယ်။ဒီနေ့ဖျားသခင်ကိုကျွန်တော်တို့ဝိပုကိုးကွယ်ခြင်းကနေတဆင့်ဖျားသခင်ကိုမျှဝေတော်ယုံကြည်ခြင်းအဖြစ်ဒါဝိနဲ့ယောနေတန်ကဲ့သို့သောနည်းနည်းတဲ့မိတ်ဆွေများအဖြစ်တယောက်ကိုတယောက်တီးဆောင်နိုင်ကြမယ်လို့ညွှန်လင့်ပါတယ်။